တက်မတော်ကဇွန်လ4ရက်နေ့ပေါ့ဇွန်လ4ရက်နေ့ကကယားပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ချမ်းမှာရှိတဲ့ဒီ KNDF ခေါင်းဆောင်ရဲ့နေအိမ်ကိုတက်မတော်ကလေကြောင်းနဲ့ဘုံကျဲရှင်းလိုက်တယ်ဘုံကျဲရှင်းလိုက်တော့အဲ့ဖြစ်စဉ်မှာအကြမ်းဖက်သမားတည်တယ်ဘလို့တည်လဲဆိုရင်ချင်းပြည်နယ်တွန်းဆန်မြို့ကိုတက်မတော်ကစစ်ကြောင်းထိုးစဉ်ကာလမှာအဲ့ဒီချင်းပြည်နယ်မြောက်ပိုင်းမှာနာမည်ကြီးနေတဲ့စုံမ drone တပ်ဖွဲ့ဆိုတာနာမည်ကြီးတယ်အဲ့ဒီလိုပေါ့ဗျာဒီစုံမ drone တပ်ဖွဲ့နေတဲ့နေကိုတက်မလို့ကပြစ်မှတ်ကိုတိတိကျကျဘုံကျဲရှင်းလိုက်သလိုမျိုးအဲ့လိုရှင်းလိုက်သလိုမျိုးတက်မလို့ကဒီမော့ဆိုမြို့နယ်အနောက်ချမ်းမှာရှိတဲ့ KMD ရပေါ့ KND ရဲ့ခေါင်းဆောင်ပိုင်းရဲ့နေကိုတက်မလို့အဲ့လိုပြစ်မှတ်ကိုတိကျတဲ့ဘုံကျဲရှင်းလိုက်တယ်ဘုံကျဲရှင်းလိုက်တော့အဲ့ဒီအကြမ်းဖက်သမားတည်တယ်ဒီတည်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမေရိကန်မှာရှိတဲ့ဒီ BRI လို့ခေါ်တဲ့သူအရပ်ဘက်အဖွဲ့တစ်ခုပေါ့အဲ့ဒီအဖွဲ့ကဒီမှာတည်ဆုံးမှုပါပေါ့ဗျာဒီမော့ဆိုမြို့နယ်အနောက်ချမ်းမှာတည်ဆုံးမှုကတည်ဆုံးသွားတဲ့သူကတင်းဦးဆရာဖြစ်တယ်အတက်မတော်ကဒီလိုမျိုးဘာသာရေးကနှိပ်ကိုပြီးတော့တင်းဦးဆရာကိုလေချောင်းနဲ့တိုက်တယ်ဆိုတော့သူအဲ့လိုဒေါ်နယ်ထရန့်ကိုသူစာရေးသားပေးဖို့တိုင်တယ်လို့သိရတယ်သူအဲ့လိုတိုင်တယ်ပေါ့ကျွန်တော်ဒီကယားပြည်နယ်အခြေအနေတင်ပြခြင်းတယ်လက်ရှိဒီကယားပြည်နယ်မှာကလေးငယ်တွေကျောင်းတက်ခွင့်ကိုဒီ KMD အဖွဲ့တွေကထိန်းချုပ်ထားတယ်ပိတ်ပင်ထားတယ်နံပါတ်2ကဒီကယားပြည်နယ်မှာရှိတဲ့ဒေသခံတွေပေါ့တိုင်းသားတွေကိုဝင်ဆောင်တွေကသွားပြီးတော့ကျွန်တော်သွားဆေးထိုးလို့မရဘူးသူကိုဝင်ဆောင်တွေထိုးရမယ်ကာကွယ်သေးရှိတယ်ပြီးရင်ကလေးငယ်တွေကိုလည်းကျွန်တော်တို့ဒီကာကွယ်ဆေးတွေစတဲ့ကျွန်တော်တို့ကလေးတွေမှာထိုးရမယ်ကာကွယ်ဆေးထိုးခွင့်မပေးဘူးအဓိကတော့အစိုးရနဲ့ဒေသခံတွေသွားပြီးထိတွေ့မှာတော့ကြောက်တယ်တော့လိုက်ပြီးကန့်တတ်တာနောက်တစ်ဘာဆက်လုပ်လဲဆိုတော့ကျွန်တော်တို့ဒီကလေးငယ်တွေအရွယ်ရောက်ပြီးသားကလေးငယ်တွေသူတို့ကလူသစ်စုတယ်လူသစ်စုပြီးတော့ဒီစစ်ထဲကိုသွင်းတယ်ပြီးသွားရင်သူတို့ရဲ့အသုံးပြုမဲ့လက်နက်ခဲယမ်းတွေရိတ်ခါတွေကုန်ကြတဲ့ငွေတွေကိုဒီမှာရှိတဲ့ကယားတိုင်းသားတွေထံကနေပြီးတော့ကယားပြည်နယ်မှာရှိတဲ့ဒေသခံတွေထံကနေပြီးစက်ကြီးတွေကောက်တယ်လူစက်ကြီးကောက်တယ်လက်နက်ရိတ်ခါတွေစက်ကြီးကောက်တယ်စက်ကြီးတွေကောက်တော့ကျွန်တော်စစ်တမ်းကြာဒီတိုက်ပွဲတွေကြာလာတော့ဗျာပြည်သူတွေကလည်းဒီကျွန်တော်စစ်ရှောင်းအောင်တာတမျိုးပြီးရင်ဒီလက်နက်ကိုင်အဖွဲ့တို့စက်ကြီးပေးနေရတမျိုးလူတွေပါပေးရတယ်ဒေသခံပြည်သူကတော်တော်လေးညီးငွေတော်လေးဒုက္ခရောက်လာတယ်ဒုက္ခရောက်လို့ဒေသခံပြည်သူတွေကဘယ်လိုလုပ်လဲဆိုတော့ဒီတက်မတော်ထံကိုသူတို့ကရတဲ့နီလန်းအသွယ်သွယ်နဲ့ပုံစံမျိုးစုံပေါ့ရတဲ့နီလန်းအသွယ်သွယ်နဲ့ဒီတက်မတော်ထံကိုဓာတ်ရိုက်သူတို့ကသတင်းတွေပေးပို့ကြတယ်ဘယ်နေရာမှာတော့ကယားပြည်ရဲ့အဖွဲ့တွေဘယ်သူရောက်နေပြီစားတဲ့အချက်လက်တွေပေါ့ဗျာသူတို့ဘယ်နေရာမှာခြေကုပ်ယူတယ်ဘယ်နေရာမှာတော့လှုပ်နေပြီစားတဲ့အချက်လက်တွေဒီတက်မတော်ထံတောက်လျှောက်ပေးပို့တယ်ပေးပို့တော့တက်မတော်ကရလာတဲ့အချက်လက်တွေပေါ့ရလာတဲ့အချက်လက်တွေကိုတက်မတော်ကသူကအစစ်စစ်စီစစ်ရပါတယ်လေချောင်းကင်းတော့ပြီးစစ်စစ်တာတွေလုပ်တယ်နံပါတ်2ကတော့ကျွန်တော်တို့နီးပညာမြင့် drone တွေပေါ့နီးပညာမြင့် drone တွေကိုကျွန်တော်တို့ဝင်းပေါ်တင်ပြီးတော့မြေပြားနဲ့ပေးပို့တိုက်တဲ့ကျွန်တော်အချက်လက်နဲ့အပေါ်မှာဝင်းမှာရရှိတဲ့အချက်လက်တွေမှန်ပြန်တိုက်စစ်တယ်အစစ်စစ်စီစစ်တယ်အစစ်စစ်စီစစ်ပြီးတော့နောက်ဆုံးမှန်တယ်ကွာဆိုမှကျွန်တော်လေရင်ကိုပြတ်တက်ပြီးအဲ့ဒီနေရာကိုဘုံကျဲတာပြင်မှတ်တစ်ခုဘုံကျဲတာပေါ့အဲ့တော့တက်မလို့ကကျွန်တော်ဒီလေချောင်းဘုံကျဲတယ်ဆိုတာကခင်ဗျားတို့ကျွန်တော်တို့ငယ်တော့ငှက်ပစ်တယ်လို့လေငှက်ပစ်တယ်လို့ခင်ဗျားလေးကွာနဲ့နောက်စလုံးကလွယ်ထဲမှာရှိတဲ့နောက်စလုံးကိုထုတ်ပြီးတော့မတိမချင်းဒီလိုမျိုးကျွန်တော်လေးကွာနဲ့ပြစ်လို့မရဘူးအစစ်စစ်စီစီမှပြစ်ကြတာကျွန်တော်တို့ငယ်တော့ခင်ဗျာငှက်တကောင်ပေါ့ဗျာငှက်တကောင်ကိုကျွန်တော်ပြစ်မယ်ဆိုရင်တော့မကွာပြစ်ဘက်ကိုတေချာချိန်ပြီးမှပြစ်တာထိချင်တာထိကွာဆိုကျွန်တော်မပြစ်ဘူးတေချာချိန်ပြီးမှပြစ်တာအဲ့ဒီသဘောအဲ့ဒါခင်ဗျာလေးကွာနဲ့ပြစ်တာတော့မှခင်ဗျာတေချာချိန်ရရင်နော်လေးကွာနဲ့ငှက်ကိုပြစ်တာကျွန်တော်တေချာချိန်ရတယ်ဗျာဒီမှာဗျာခင်ဗျာကလည်းရန်သူရဲ့ဒီနေရာကိုတက်မလို့ကပြစ်မှတ်တစ်ခုကိုပြစ်ဖို့ဆိုရင်လေချောင်းကင်းတော့ရတယ်လေချောင်းကင်းတော့မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ drone နဲ့ကင်းထောက်ရတယ် drone နဲ့ကင်းထောက်မှဒီအချက်လက်တွေကိုတေချာစစ်စစ်ပြီးွားမှကျွန်တော်တို့လေချောင်းနဲ့ပြစ်မှတ်ကိုရွေးချယ်ပြီးပြစ်တာကျွန်တော်တို့ဒီမော့ဆိုမျိုးနဲ့ဒီအနောက်ချမ်းမှာရှိတဲ့အနောက်ချမ်း area မှာရှိတဲ့ဒီ KMD ရဲ့ခေါင်းဆောင်ကိုတက်မလို့ကဘုံကျဲရှင်းလိုက်တဲ့အခါမှာဒေသခံပြည်သူတွေရဲ့ပေးပို့တဲ့သတင်းအချက်လက်ကိုအစစ်စစ်မှဘုံကျဲရှင်းလင်းတာတည်သွားမှာဗျာသူတို့ကဒါကြီးကဘာသာရေးခေါင်းဆောင်မှာပါညာဖြစ်ကောသူတို့လောက်တာလက်ရှိဗျာခင်ဗျားကလည်းကယားပြည်နယ်မှာခင်ဗျားတို့တည်တဲ့အတိုင်းပြီးခဲ့တဲ့ကာလကစေရင်နဲ့မတတ်ဆိုင်တဲ့လွိုင်းကောတက္ကသိုလ်ကိုအကြမ်းဖက်သမားတွေစီးပြီးတော့ခင်ဗျားအဲ့မှာကျောင်းမှာကျောင်းသူကျောင်းသားတွေရောဆရာမတွေရောပါချုပ်တွေကိုဖမ်းပြီးခေါ်သွားတယ်အဲ့တော့တက်မလို့ကဗျာခင်ဗျားလည်းဒီလိုမျိုးဘာသာရေးနဲ့ဆိုင်တဲ့နေရာတွေကိုဖိနှိပ်တယ်ဆိုရင်ခင်ဗျားဗျာရန်ကုန်မျိုးကြီးလာကြည့်အဲ့မှာခင်ဗျာချက်ချောင်းတွေတဘိုးကြီးပဲဘာလုပ်တယ်လဲဘာမှမလုပ်ဘူးလက်ရှိခင်ဗျာဒီမှာပြည်တွင်းမှာဘာသာပေါင်းစုံညီညွတ်ရေးဆိုပြီးတော့ခင်ဗျာစနစ်တကျအောင်ပံ့ပိုးပေးနေတာ
တိုင်းဒေသကြီးအလိုက်ရှိတယ်ဘာသာပေါင်းစုံညီညွတ်ရေးအခြားသောကျွန်တော်တို့ဒီခရစ်ယာန်ဘာသာဝင်တွေအတွက်လည်းကျွန်တော်တို့သူတို့ထောက်ပံ့ဖို့ဆိုပြီးတော့ဒီတက်မတော်နိုင်ငံတော်အစိုးရနေပြီးတော့ကျွန်တော်တို့ငွေကြေးတွေလှူဒန်းတာတောက်လျှောက်လုပ်တယ်ဗုဒ္ဓဘာသာမှာလှူဒန်းတာမဟုတ်ဘူးအခြားသောကျွန်တော်တို့ဘာသာဝင်တွေတက်မတော်ကတောက်လျှောက်လှူတယ်နိုင်ငံတော်ကတောက်လျှောက်လှူတယ်တောက်လျှောက်ထိတွေ့တယ်အခုဗျာခင်ဗျာတက်မတော်ပြစ်မှတ်တိတိကျကျပြစ်လို့သေသွားတဲ့သူကြမှာဗျာဒါကြီးကဘာသာရေးကောင်းဆောင်ထပ်ဖြစ်ပါလေရောအဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်ပြမီဒီယာ Telegram မှာတင်ထားတယ်အဲ့ကျွန်တော်တို့ဒီ KMD ရဲ့ခေါင်းဆောင်ဗျာအဲ့ရဲ့ဓာတ်ပုံတင်ထားတယ်အဲ့တော့ဒီပြောချင်တာကတက်မတော်ကဒီလေချောင်းနဲ့ပြစ်ဖို့ကိုကျွန်တော်ချက်လက်အစစ်စစ်ကိုစီစီပြီးမှပြစ်တာစီစီပြီးမှပြစ်တာအဲ့တော့တက်မတော်ရဲ့ပြစ်မှဘယ်လောက်တိကျလဲဆိုတော့ခင်ဗျာအဲ့လာပဲကြည့်လိုက်တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကဒီအမေရိကန်မှာရှိတဲ့ဒီကျွန်တော် BRI လို့ခေါ်တဲ့အရက်ဘတ်အဖွဲ့တကူကဒေါ်နယ်ထရန့်ကိုငိုပြီးတိုင်တာပေါ့ငိုပြီးတိုင်တာကိုစာရေးပြီးတိုင်တယ်ပေါ့ဗျာစာရေးပြီးတိုင်တယ်နောက်တဲ့အခြေအနေတခုရှိတယ်နောက်တဲ့အခြေအနေကဒီရက်ထက်မှာပဲကျွန်တော်တို့ဒီတောင်ပိုင်းစစ်ဒေသ NUG ရဲ့တောင်ပိုင်းစစ်ဒေသမူ viewer မှုဖြစ်သူပေါ့ဗျာစော့ဂျိန်းသူတို့ဂျိန်းလို့ခေါ်ကြတာပေါ့အဲ့ဒီလူရဲ့ဒီနေရာကိုလည်းတက်မတော်ကတိတိကျကျဘုံကျဲရှင်းလင်းလိုက်တယ်သူကဒီတောင်ငူခွင်ပေါ့ဗျာတောင်ငူခွင်ပေါ့တောင်ငူခွင်ပေါ့အဲ့မှာရှိတဲ့ NUG ရဲ့စစ်ဒေသမှုပေါ့စစ်ဒေသမှုရဲ့ဒီနေရာတက်ကဘုံကျဲရှင်းလင်းလိုက်တယ်အဲ့မှာသူတို့ကဒဏ်ရာရောက်တယ်ဒဏ်ရာရောက်ဆွဲထုတ်ပြီးတော့ကျွန်တော်မဲဆောက်မှာကုနေတယ်လက်ရှိတော့ကျွန်တော်ဒဏ်ရာထိခိုက်ရရှိဒဏ်ရာနဲ့လစ်သွားပြီတေးသွားပြီအဲ့ဒီဓာတ်ပုံလည်းခင်ဗျားတို့လည်းတွေ့ပါလိမ့်မယ်ဒီရုပ်ပါအဲ့ဒါဒီရုပ်ဒီမှာအဲ့ဒါကျွန်တော်တို့ဒီ NUG ရဲ့တောင်ပိုင်းနဲ့စစ်ဒေသ viewer မှုပေါ့ဗျာသူလည်းလစ်သွားပြီအဲ့သတင်းတွေဘယ်ရရလဲကျွန်တော်တို့လည်းခင်ဗျာသတင်းတွေကျွန်တော်တို့ Viber လာကြည့်ခင်ဗျာတရားပေးလိုက်တဲ့သတင်းတွေမနေဘူးပဲကျွန်တော်တို့ကရတဲ့သတင်းတွေသက်ဆိုင်ရာကျွန်တော်တို့နေမြေလိုက်ကျွန်တော်ပို့လိုက်တယ်ကျွန်တော်တို့ဟိုပါပေါ့အပေါ်ပိုင်းတော့သူ CCM ပိုင်းရတော့ကျွန်တော်အပေါ်ပိုင်းပေါ့ကျွန်တော်ကနေမြေမှာပေးတဲ့သတင်းတောက်လျှောက်ပို့ပေးတယ်ဒေသခံတွေကကျွန်တော်အဲ့လိုပို့တယ်နောက်ဆုံးခင်ဗျာဘယ်လိုပို့လဲဆိုတော့ဒီ PDF ချင်းကိုသတင်းပေးတယ်သူတို့ချင်းမတရားဖိနှိပ်မှုတွေသတင်းပေးတယ်လက်ရှိတဲ့ခင်ဗျာဒီ NUG ရဲ့ခင်ဗျာခုနကတောင်ပိုင်းနဲ့စစ်ဒေသမှုဆိုတဲ့သူလည်းအဲ့ဒီ PDF ကပဲသတင်းပေးပြီးတော့ရတဲ့အချက်လက်ကိုတပ်မတော်ကဘုံကျဲရှင်းလင်းလိုက်တာဗျာခင်ဗျာတိတိကျကျကိုရှင်းတာတိတိကျရှင်းတော့တိကျလစ်တယ်ပေါ့ဗျာအဲ့ဒီသဘောပါပဲတော့တပ်မတော်ကခင်ဗျားတို့ပြစ်မှတ်တစ်ခုကိုဘုံကျဲဖို့ဆိုရင်အစစ်စစ်စစ်ပြီးတော့မှကျဲတာခင်ဗျာဟိုလေးကွားနဲ့နောက်စလုံးပြစ်တယ်လို့သွားပြစ်လို့မရဘူးဒါကကျွန်တော်တို့ခုနကဟိုပါပေါ့တပ်မတော်ဘုံကျဲရှင်းလင်းလို့လစ်သွားတဲ့သူလစ်သွားအဲ့မှာဒါကတင်းဟုတ်ဆရာဖြစ်ပါတယ်ဆိုပြီးဖြစ်ပါလေတော့တင်းဟုတ်ဆရာခင်ဗျာဒီလိုတနက်ကြီးကြိုင်မလားဗျာဒီလိုတနက်ကြီးကြိုင်မလားတော့မေးချင်တာဒီတင်းဟုတ်ဆရာဒီလိုမျိုးအမဲလိုက်လို့ရလားကျွန်တော်မေးချင်တာသူအဲ့လိုတွေဒေသခံတွေတော့မှန်တရားသိတယ်လက်ရှိကကျွန်တော်ဒေသခံတွေကကိုခင်ဗျာလိုလားနဲ့တော့တပ်မတော်ထံပုံစံမျိုးစုံနဲ့သတင်းပေးတာတချို့ခင်ဗျာအသက်တွေစုပြီးသတင်းပေးတာနောက်ဆုံးဘယ်လိုသတင်းပေးလဲဆိုတော့ဒီဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်ရောဒီသူတို့ရဲ့ဒီ KMD ရဲ့တို့ KMPP ရဲ့လှုပ်ရှားမှုကိုလက်မခံတော့ဘူးလက်မခံတော့ဒီဘာသာရေးခေါင်းဆောင်တွေကလည်းတပ်မတော်ထံသတင်းပေးတယ်ပုံစံမျိုးစုံနဲ့သတင်းပေးတယ်အသက်ကိုရင်းပြီးတော့သတင်းပေးတာအသက်ကိုရင်းပြီးသတင်းပေးတာဘယ်လိုမလဲဗျာခင်ဗျာရရှိတဲ့သတင်းကိုတပ်မတော်ကလည်းအစစ်စစ်ပဲတောက်လျှောက်ကိုကျွန်တော်တို့တောက်လျှောက်ကိုဘုံကျဲရှင်းနေတာအဲ့တော့ဗျာခင်ဗျားတို့တင်ပြချင်တာကလေချောင်းဘုံကျဲဖို့အတွက်ခင်ဗျာလေပြန်တန်းတဲ့ဈေးရှိတယ်ဟိုမှာလေရလည်းခင်ဗျာစီနဲ့ပြန်တော့အဲ့ဒီစီကနိုင်ငံခြားဝယ်ရတာလေပြန်တန်းတဲ့စီရှိတယ်ပြီးရင်လေပြန်တက်ကမှသူ့ရဲ့ဒီပြုတ်ပြင်ထိန်းသိမ်းရတဲ့ဈေးရှိသေးတယ်ကားတော်ပေါ်ဗျာခင်ဗျာအလိုင်းမင်းချိန်တာတွေအောက်ပိုင်းစစ်တိုင်းလောက်ရတယ်ဒီလေမှာလည်းသူ့ရဲ့ပုံမှန်စစ်ဆေးရတဲ့အရာတွေရှိတယ်ပြီးရင်ခင်ဗျလေမှာချိန်တဲ့ဘုံသီးတွေအဲ့ဒီဘုံသီးတွေတန်ဖိုးရှိတယ်ခင်ဗျတကောတော့ပြန်တန်ဖိုးမနေဘူးလို့ဗျာခင်ဗျအကျိုးမြတ်မရှိတော့ဘယ်ပြန်မလဲဗျာပြန်ပြီးသွားပြစ်မလဲဗျာထို့တူပါပဲခင်ဗျပြီးခဲ့တဲ့ရက်ကခင်ဗျထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရေဘလူးရဲ့စကန်ကိုတက်မတော့ဘုံကျက်လိုက်တာဘယ်လောက်သေးသွားတယ်လဲအဲ့ဒီချိန်မှာရေဘလူးလွတ်သွားလို့နော်မလွတ်ခင်ဗျရေဘလူးလည်းပျောက်ပြီထပ်လာလိုက်မယ်ခေါင်းတွေကိုဝဲဖြုံမှာထပ်လာလိုက်မယ်အားလုံးကျေးဇူးတင်ပါတယ်များလုံးကောင်းလို့နေခင်ပါဗျဦးစင်းကတော့ပုံမှန်ပဲဒါကျမ်းမာရေးရတမိုင်းကြောတမိုင်းခွဲပုံမှန်လမ်းလျှောက်ဖြစ်တယ်ပေါ့နော်တမိုင်းကြောဆို45မိနစ်အများဆုံးကြာတနာရီပဲကြာတယ်ဗျနော်ဒါပုံမှန်လေးပြတော့ပြန်လမ်းလျှောက်ပုံမှန်ဖြစ်တော့တွေးလေပတ်မှုကောကျမ်းမာရေးပူကောင်းတာပေါ့ဗျာနော်အဲ့ဒီနေ့17ရက်6လပါ2026ဖြစ်ပါတယ်ဗျအဲ့တော့အညာဒေတာမှာတော့ဗရက်တွေကတော့ဘောမိမဆုံးမဖာမဆုံးမသားသမီးလိုပဲထင်ရဆိုင်ထင်ရတောင်းကြမ်းနေကြတယ်ပေါ့ဗျာနော်တောင်းကြမ်းနေကြတယ် KIA ရဲ့အလိုကြ
နော် KIA ရဲ့အလိုကြ AA ရဲ့အလိုကြသူတို့လှုပ်ဆောင်ပေးနေရတယ် AA ထွင်းမြတ်နိုင်ဆိုတာလဲဗမာမုံတီးရေးပဲလေဗျာ KIA ဆိုတာလဲတည့်ရဲ့အတိုင်းပဲဗျနော်ကျွန်တော်လဲကွယ်မော်ဆိုတာလဲတဘိုးတဲ့ဓမ္မနွားပဲဗျနော်ဗမာတွေကိုမျိုးတုံးအောင်ထိုးကျွေနေတယ်ဗမာတွေကိုလူမျိုးတုံးအောင်ဗမာလူမျိုးတုံးအောင်ပေါ့ဗမာလူငယ်တွေကိုထိုးကျွေနေရဒါကိုစုတို့ကဘာတို့ဖြစ်သွားတယ်ဆိုလို့ရှိရင်လဲဒါတူတူအတီဆုံးပဲဟုတ်လားဘိုင်တဲ့စာမိတာရင်အများကြီးပဲနော်တရက်ကန်ဆိုမှဆိုအနည်းဆုံးမတေပါဘူးဆိုရင်ဒါ100ကျော်လောက်200လောက်တေးတာပဲတိချက်တီတာမှန်တာပဲအများကြီးပဲဟုတ်လားဘာရအောင်တို့တရက်ကန်ကုစုရတယ်တရက်ကန်ကုစုရတော့တို့တွေဘာထူးတယ်လဲအောင်မဲ့ခဏခံရအောင်မယ်တရက်ကန်ကုစုရမြို့ကြီးပြကြီးတွေရတာမြို့ကြီးပြကြီးတို့ရတယ်မြို့ကြီးမြဘယ်လောက်အုပ်ချုံနိုင်ဖြက်စီသွားတာဒါကိုပြောရရင်တော့အေတွေရဲ့ပလန် KIA တွေရဲ့ပလန်ကတော့စီမံချက်ကတော့အောင်မြင်သွားတာပေါ့သူကဗမာမျိုးတော်ရင်းနဲ့ဗမာမျိုးတွေပျက်စီးရေးပဲသူတို့ကဖော်ဆောင်တာလေဗျာဖော်ဆောင်တာနော်အဲ့ဒါကိုအညာဗရက်ဟုတ်လားဒီကထင်တိုင်းကိုမျိုးကိုချင်းချင်းတွေကိုလောက်ကြတာပေါ့ဗျာဟုတ်လားတခုကလူပြန်ဟစ်တယ်လို့ဗါတဲ့ရွာတွေကပြူရွာတွေကဘယ်ရွာတွေတောင်းကြတယ်ပဲပြူရွာတွေကဘယ်ရွာတွေကိုတောင်းကြလို့လဲပြူရွာတွေကဘယ်ရွာတွေကိုစက်ကြီးကောက်လို့လဲပြူရွာတွေကဘယ်ရွာတွေကိုလူပေါကတူတို့ရွာတူတို့နေရာတူတို့ပဲကာကွယ်နေကြတာမဟုတ်ဘူးလားဟုတ်လားအဲ့ကိုပြန်စဉ်းစားပါအညာဗရက်တွေနော်ပြူရွာတွေဘယ်ရွာတွေကိုနိုင်ကျင့်လဲဆိုတာကိုနော်အဲ့တော့ပြောချင်တာကဦးဇင်းတို့ကတမနာကြီးကိုပြောချင်တာကတော့အကျော်ကြီးနဲ့တမနာကြီးကိုပြောချင်တာကတော့အညာဗရက်တွေကိုတောင်းစုပ်ပလုံးစုပ်တာပြိုးထုံးစံချက်တစ်ခါတလေလဲအမွေပြတ်ဆွန့်လွတ်ခြင်းဆွန့်လွတ်ရမယ်ဗျဒါတောင်နော်ဒါဆိုတမျိုးစုံပြိုးထုံးစံမရှိဘူးဆိုရင်လည်းမှန်လာပဲဗျအဲကြောင့်ချို့တာတမိကြတယ်အမွေပြတ်ကိုဆွန့်လွတ်ရမှာဗျနော်အမွေပြတ်ကိုဆွန့်လွတ်ရမှာတာတမိတွေအမွေပြတ်ဆွန့်လွတ်ဖို့ဆိုရင်တော့တမနာကြီးအနေနဲ့ကလည်းပြတ်သားဖို့လိုတယ်တိုင်းမှုတွေအနေနဲ့ကလည်းပြတ်သားဖို့လိုတယ်အစစ်အစစ်မပြတ်သားဘူးဆိုလို့ရှိရင်တော့အဲ့ဒီသားသမီးတွေကပဲမိဘကိုပြန်ပြီးမှအန်တရယ်ပေးတယ်ခင်ဗျားတို့ကြားဦးမှာပေါ့မိဘတွေကနေမှဟုတ်လားဆေးကြောင်ကြောင်ပြီးမှမိဘကိုပြန်တက်ထားတော့မိဘကိုမရင်းချင်တာတော့အမျိုးမျိုးခင်ဗျားတို့ကြားဦးမှာပဲเนาะအခုလည်းအဲ့လိုဖြစ်နေမယ်ဟုတ်လားဒီအညာဗရက်တွေကဘလောက်တိဆေးတွေကြောင်ပြီးမှရှေ့တို့ပြီးတော့ဟုတ်လားဆေးပြေပြီးဆိုမှဒီပုံစံမျိုးတွေဖြစ်နေတယ်เนาะအညာဗရက်တွေကဟုတ်လားညောက်ပြီးရင်ခွေးတက်အောင်ကတယ်ဆိုတော့ဦးဇင်းတို့ကလေးဘဝစကပုံလိုပဲဥပမာလိုပဲဟုတ်လားညောက်ပြီးရင်ခွေးခုလည်းအညာဗရက်တွေကထုံနီးတူစွာပဲเนาะထုံနီးတူစွာပဲဘယ်နေရာအောင်ပွဲရည်ဘယ်နေရာရပါပြီဆိုတဲ့သူတွေအော်တာအော်နေတာသူတို့အညာပဲစီကိုလာခဲ့တဲ့သူမှမြင်မှသူတို့မရောက်ဘူးတာเนาะဟုတ်ပြီခုရွာတွေကိုစုတို့ရွာတွေရပါတယ်တရက်ကန်တို့ရွာတွေရပါတယ်မြစ်ချီရဲစခန်းလို့နေရာတွေရပါတယ်သူတို့ရောအဲ့မှာနေလို့ရလားနောက်ထားပါသူတို့က PDF တွေစိုးမိုးတယ်ခင်ဗျကပြိုတို့ပဲတို့အကုန်လုံးကြော်လုံးရွာတို့အဲ့နာရွာတွေအကုန်လုံးပဲဗျာတော်တော်များများပါဦးစင်းလက်နော်လားအဲ့ဒီရွာတွေမှာရောအိတ်ကောင်းချင်းအိတ်ရတယ်လားစားကောင်းချင်းစားရတယ်လားဒါလည်းပြန်စဉ်းစားကြည့်လေပြန်စဉ်းစားကြည့်ဝင့်ဆိုတာဘဝမကူချက်ချင်းလဲတတ်တာပဲနော်ချက်ချင်းလဲတတ်တာပဲအဲ့တော့တော်လိုင်းကြီးကတော့အောင်မြင်မလို့ထင်လားသူတို့ကတော့အညာဗရက်တွေကတော့ဒီ KIA တွေရဲ့ရဲ့ဟိုဟာပလန်နဲ့စီမံချက်တိုင်းတော့သွားမှာပဲဘာဖြစ်လို့လဲဆိုတော့ပထမကြေးရွာတွေကိုဟိုပေါ့နော်အကြောက်တရားကြေးရွာငယ်ငယ်လေးတွေကိုသူတို့တွေတရွာပြီးတရွာတိုက်မယ်လွှမ်းမိုးမယ်ဖျက်ဆီးမယ်အဲ့လိုဖျက်ဆီးသူဘလောက်ပဲကြာ9နှစ်ပဲကြာဘလောက်ပဲကြာဒါမျိုးပဲသူတို့တော်လန်သူတို့မထောက်ခံတဲ့ကြေးရွာမှန်တယ်များကိုသူတို့တွေကဖျက်ဆီးမယ်ပြောရလို့ရှိရင်တော့ဗျအဲ့လိုဖျက်ဆီးပြီးလို့ရှိရင်တမ်းမတော်ရဲ့ဟုတ်လားဒီဗဇက်စပီကာဓမ္မတွေအာကိုအားထားတချို့လူတွေကိုသူတို့တွေကတမ်းမတော်နဲ့တွေးခွဲမယ်နော်သူတို့ရဲ့စီမံချက်ကလည်းကောင်းပါတယ်နော်ကောင်းပါတယ်တချို့တမ်းမတော်တချို့ဟုတ်လားအာဂရိဝင်မဲ့တဲ့ဟိုကအရာရှိတွေကိုငွေကြည်စံရွှေကြည်စံနဲ့ပြစ်မယ်နော်ငွေကြည်စံနဲ့ဒီရန်တရားကိုပြောအောင်ပြစ်မယ်နော်ငွေကြည်စံရွှေစံနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာစစ်စင်တွေလုပ်မယ်အခုကြည့်လေဗျာဦးစင်းလည်းပြောပါတယ်ဂိတ်တွေမစစ်ဆေးရတဲ့ဂိတ်တွေမှာဘာမှမလုပ်ရပေါ့နော်ဂိတ်တွေမှာပေါ့တကယ်လို့ဂိတ်တွေကငွေတွေတောင်းတယ်ဒါလို့အဂရိလိုက်ဆိုင်ရဆိုထိရောက်စာရေးယူလိုက်ပေါ့မစစ်ဆေးနဲ့ဆိုတာကြီးကတော့အဲ့တော့ဂိတ်တွေမှာဘာထူးရလဲမနေ့ကဆိုလို့ရှိရင်လည်းဦးဇင်းတို့ဂိတ်တွေတွားပါလိုက်တော့ဟောမှာဖုံးကြည့်တော့မပြတ်ဘူးဗျာနော်တကယ်လို့များဗျာဖုံးကြည့်မှပြတ်ဖြစ်တန်းနဲ့တာပြတ်သွားဘယ်နဲ့လုံးမလဲအကားကြီးတွေဖြတ်သွားတယ်မစစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အထက်ကအမိန့်ချထားရလीဗျာနော်မစစ်နဲ့မလုံးနဲ့ဆိုတော့ဟုတ်လားဒီကားတွေဂိတ်တွေပေါ်မှာလက်နဲ့တွေတင်းလာတယ်ဆိုရင်ဘယ်နဲ့လုံးမလဲခင်ဗျားတို့ဒါဦးစင်းကပြောပြတာနော်ဦးစင်းကတခါလေနေရာတွေကိုမြေပြင်တွေကိုဦးစင်းကိုယ်တိုင်လဲသွားခဲ့တယ်
包括的话，人家来连呢不三那点，熬你那么糊喏，我这喏一看不得看嘛嘞，好了，路上呢看嘛嘞，第四名月天，我这喏个人多个，然后慢慢我这喏的छो路就带木当撇个，छो带木当撇个，छो的छो也好了，该对呀，早论收入出来，没几看面的好了，我这喏没别的事呢，阿拉没别的干当几条包都出来，我这喏多嘞，多少把头，人家呀阿老天没来白的。前啊，比的也个淘宝路呢，淘宝记啥的个，就是打的便宜便宜是便宜的。နိုင်ငံရေးစကားတွေလာပြောလာတယ်နော်မမှတ်ဘူးခင်ဗျားတို့မမှတ်ဘူးတူတူတွေဟုတ်လားလုံးဝမမှတ်ဘူးနော်ဦးစင်းတို့ကပြောပြီးပဲကိုကချစ်ပြပြီသူကျင်မကိုကျင်မပေါ့ဂျင်းနဲ့မိတ်တယ်လို့ပေါ့ဟုတ်လားတခါတလေကျတော့ကြောင်းမန်းကံမန်းတီအောင်ချစ်တာကြီးကိုရင်ထုတ်ပြောလို့မရဘူးတခါတလေကျတော့အောင်ပြစ်ထားလိုက်ရတယ်ဟုတ်လားနော်တချို့ခင်ဗျတော်တော်ဆိုးတာနော်ကန်တောင်ကြည်တော့ပေါ့ຫນွယ်ယုံတို့တချို့ပါတယ်ဟုတ်လားခုအုတ်ကြီးရွေးပွဲတွေလာတော့မယ်အုတ်ကြီးရွေးပွဲတွေလာတော့မယ်အနေနဲ့ရမှာအုတ်ကြီးရွေးပွဲတွေလာလိုက်မယ်အုတ်ကြီးရွေးပွဲလေတမတ်မကြဘူးနောက်ဆုံးထွေအုပ်တွေချမ်းသာသွားတယ်တချို့အရင်မဆပ်ပါလောက်ခဲ့သူတွေချမ်းသာသွားမယ်တချို့တော်တော်များများချမ်းသာပါခင်ဗျဒီမဲဆန္ဒရွေးတယ်ဆိုတာကလည်းမဲရွေးတယ်ဆိုတာလည်းခင်ဗျတို့စဉ်းစားကြည့်လေဗျာဘာလို့မှလဲပြည်သူရှိမှခင်ဗျတို့မဲဖောက်ပြလိုက်လေဒီမဲဘုံပြည်သူရှိမှထဲပြည်သူရှိမှဘဒုနိုင်မှာဆိုပါဇက်ကနေអော်ပြရလေဒီမဲဘုံကြီးကိုထွေအုပ်ရုံထမ်းသွားမယ်ထွေအုပ်ရုံမသွားမယ်ဆိုအဲ့မဲလိမ့်နေအောင်ပါပဲလိမ့်နေအောင်ပါဘာရွေးကောက်ပွဲမှာလုံမနေနဲ့နော်ဘာရွေးကောက်ပွဲဘာမဲဆန္ဒမဲပွဲမှာလုံမနေနဲ့ခင်ဗျားတို့ကိုကြိုက်တယ်လို့ကိုကြိုက်တဲ့အမတ်တာခင်ဗျားပတ်စံပေးနိုင်တဲ့ဥက္ခရာအုပ်ကြီးတွေလားခင်ဗျားကိုထည့်ပလိုက်ခင်ဗျားလူကြကောင်လုံမနေနဲ့ဟုတ်လားလူကြကောင်ပြည်သူဆန္ဒပြည်သူတဘောရာရာရပါရှောက်ပြောမနေနဲ့ခင်ဗျားတို့အပိုတွေနော်ဦးစင်းတို့ကဒါပုံမလင်းပြောပြတာဟာအုပ်ကြီးဖြစ်ဖို့ကြီးကိုဟာဘယ်လူကြီးစီကိုသွားတဲ့ဘယ်လူကြီးစီကိုဟာဦးစင်းပြောပေးပါအောင်ဆိုတဲ့တူတောင်ပါသေးတယ်နော်ဦးစင်ကာနေကြီးကိုပြောပြပါအောင်တပည့်တော်အုပ်ကြီးရွေးပြိုင်မှာဟာဒါလိုမျိုးလူကရှိသေးတာဒါမျိုးလူတွေကရှိသေးတာခင်ဗျဟုတ်လားအဲ့ဒီတော့ပေါက်ကိုတော်လို့ကိုတော်မျိုးဖို့တောင်မှလားလှူခြင်းလို့ဖရာဆိုတဲ့တူတွေတောင်ရှိသေးရင်ကြံတဲ့လုတ်ပိုင်ခွင့်ရှိတဲ့အာနာရှိတဲ့တူတွေစီမံဘလောက်မှန်းသွားမလဲဆိုတာခင်ဗျတို့ကိုစဉ်းစားကြည့်အခုကန်တော်ကြည်တော့ပေါ့ခင်ဗျတို့ထောက်ဖို့အကြီးစားတွေအချိန်ကဒေါ်အောင်ဆန်းစုကြည်နိုင်မှတိုင်းပြည်ချမ်းသာမယ်ဆိုတဲ့ဒီ IOG PDF ကျန်းဖက်ကိုကားတွေလူတန်းခဲ့တဲ့ထောက်ဖို့လောက်တဲ့လူတွေကကန်တောင်မှာအခုအုပ်ကြီးရွေးမယ်အဲ့ဒီရွေးမယ်ဆိုတဲ့လူတွေကခေါင်းလုံးအရာရှိတွေနဲ့အာနာရှိတဲ့လူတွေနဲ့ပိုင်နေငွေရှိတယ်လေငွေရှိတော့ဘာလို့မှလဲရှင်းလေးအဖြစ်ရရှင်းလေးဟုတ်လားတမတော်ဥပိအိမ်ပြနဲ့တမတော်ထောက်ခံခဲ့တဲ့ဝိုင်းရံခဲ့တဲ့ဆိုတဲ့လူတွေကချောင်ထိုးခံရမယ်ကြာရှုံးကန်းတစ်ခုပဲအဲ့တော့စဉ်းစားကြည့်ပေါ့ဗျာဒီလိုနေရာတွေမှာအုပ်ကြီးကိုဟုတ်လားတန်တာအရာရွေးချယ်မယ်ဆိုတော့ခင်ဗျားတို့အမှားကြီးမှားမယ်လို့ပဲပြောချင်တယ်အဲ့တော့အပေါ်ဝဲမော့မကြည့်နေနဲ့အပေါ်ဝဲဖားမနေကြနဲ့ခင်ဗျားတို့အလဲလက်ပိုင်းလူတွေကအောက်ကိုလဲငုံကြည့်အောင်လို့ပေါက်ကိုတော့ကတော့အကြံပေးခြင်းပါတယ်ဗျာအကြံပြုခြင်းပါတယ်ကြုတ်ပြောတဲ့စကားခင်ဗျားတို့ကြိုက်ချင်ကြိုက်မယ်မကြိုက်ချင်မကြိုက်ဘူးမကြိုက်လဲဂယူးမဆိုင်ဘူးကြိုက်လဲဂယူးမဆိုင်ဘူးကျုပ်တို့ကတော့တိုင်းပြည်အတွက်ကိုပြောခြင်းဖြစ်တယ်တိုင်းပြည်အတွက်ကိုပေါက်ကိုတော့အသက်နဲ့ယဉ်ပြီးပြောတယ်ထောင်နဲ့ယဉ်ပြီးပြောတယ်တစ်ဖက်ကလည်းအသက်လိုချင်မယ်ဒီတကုတ်ဘက်ကိုထောက်ခံတဲ့ဘက်ကလည်းလိုတဲ့သူတွေမလိုတဲ့သူတွေပေါက်ကိုတော့ထောင်နဲ့ထည့်ခြင်းပဲဟုတ်လားထောင်နဲ့ကမထွက်လေကောင်းလေကွာဒီကောင်ငါတို့စားပါဒီကိုတော့ငါတို့စားပါကိုပိတ်တယ်ဆိုပြီးမှအမျိုးမျိုးခင်ဗျားတို့လောက်ကြချောင်းနေတဲ့သူတွေလည်းအများကြီးပဲတချို့ဘူချုပ်တွေတောင်ပါသေးရဲ့ဗျာနော်မြေသမားကိုထိလို့ဆိုရင်မှညအချိန်မရှိချိန်ကကျုပ်ဖုံးဆက်နေတာကျုပ်ကကြောက်တဲ့သူမဟုတ်ဘူးကြောက်တဲ့သူမဟုတ်သူဟာကိုဘလောက်ပဲရတော့ကျုပ်ဒီနေ့ဒီချိန်ဒီဟုတ်လားတမတော်ဘုံတိုင်းပြည်ဘုံကျုပ်တစ္ဆာမဟောက်ခဲ့ဘူးတိုင်းပြည်ဘုံဒီနေ့ဒီချိန်ဒီပေါက်ကိုတော်တို့ဒီကိုစွမ်းနိုင်တဲ့ဘက်ကနေတိုင်းပြည်နဲ့လူမျိုးဘာသာနာအတွက်ကိုပေါက်ကိုတော်တို့ထိုက်တဲ့ကိုစွမ်းနိုင်တယ်လို့အောက်တစ်ချက်တဲတော့ပဲတနေရာကနေအပြစ်တွေအဖြစ်ခံပြီးမှအထောက်အကူပြုတယ်ဆိုတာနော်ဒါတွေကခင်ဗျားတို့ရဲ့လာလာဘတ်တွေညှော်ကိုလို့မဟုတ်ဘူးနော်နိုးစီဘူးတွေလို့ကြားတွေလိုချင်လို့လည်းမဟုတ်ပါဘူးဗျာနော်တကယ်ကိုဦးစင်းတို့ကတိုင်းပြည်ကိုချစ်လွန်းလို့တမတော်သားတွေကိုချစ်လွန်းလို့အတွက်ကြောင့်ဦးစင်းတို့ကရင်းပြီးပြောနေခြင်းဖြစ်ပါတယ်ဗျာအားလုံးဒါပါရဲ့ဗျ